တစ်ပုံဝင်ချင်မှာနေတိုင်းလိုမြင်တွေ့နေရတဲ့ phrase နဲ့ Amazon လို logo တွေထဲမှာမမျက်စိတွေကြည့်မမြင်ရတဲ့လှုပ်ဝက်ချက်တွေဖတ်ထားတယ်ဆိုတော့သင်သိပါလားဒီနေ့မှာတော့ကဘာကျော် design နဲ့ brand identity ဆောက်ထွန်းဒီ logo ရဲ့နောက်ကလှုပ်ဝက်ချက်ပေါ့အဟောစရာကောင်းတဲ့ design လှုပ်ဝက်ချက်တစ်ခုကိုဖော်ထုတ်ပြသွားမှာဖြစ်ပါတယ်မင်္ဂလာပါအားလုံးပဲ branding ဆိုတာလှပတဲ့ပုံလေးတစ်ခုဆွဲလိုက်တာမဟုတ်ပါဘူးလုံငယ်ရွေချက်နဲ့ design ကားကိုလူရဲ့စိတ်ထဲကိုရအောင်တွဲပြီးထည့်သွင်းပေးလိုက်တာဖြစ်ပါတယ်ဒီဘရောင်းစုံနေနဲ့ကျွန်တော်တို့နှစ်ပေါင်းများစွာလဲစားထားနိုင်ကြတဲ့ phrase logo အကြောင်းကိုစလိုက်ရအောင်phrase ကိုနိုင်ငံတကာပို့ဆောင်ရေးလုပ်ငန်းတစ်ခုအနေနဲ့အားလုံးသိကြပါတယ်သူရဲ့ logo ကိုကြည့်လိုက်ရိုးရှင်းရှင်းစာသားလေးပဲလို့ထင်ကြရှိပါတယ်ဒါပေမဲ့အဲ့ဒီ logo တွေကစာလုံးအကြီး E နဲ့အသေးဆုံး H ကြားကဖြူအောင်လွတ်နေတဲ့နေရာလေးကိုကြည့်ကြည့်ပါတွေ့လားခင်ဗျာဟုတ်ပါတယ်ညာဘက်ကိုဥတီနေတဲ့မြားကောင်း arrow ပုံစံလေးပါဒါတိုက်ဆိုင်မှုမဟုတ်ပါဘူး phrase ရဲ့အဓိကဝန်ဆောင်မှုဖြစ်တဲ့မြန်နှုန်း speed နဲ့ရှေ့ကိုတက်လှမ်းနေတဲ့ move forward ဆိုတာကို designer Little leader ကစာသားတွေနဲ့အော်ပြောနေပဲလူတွေရဲ့စိတ်ထဲမှာဒီလှုပ်ဝက်ချက်မြားကောင်းကနေစီရိုက်သွင်းပေးကြတာဖြစ်ပါတယ်ဒုတိယတစ်ခုကတော့ကမ္ဘာအကြီးဆုံး e-commerce website တစ်ခုဖြစ်တဲ့ Amazon ပါအစပိုင်းမှာ Amazon ကစာအုပ်တွေပဲရောင်းခဲ့ပါတယ်နောက်ပိုင်းမှာအကုန်လုံးရောင်းတဲ့နေရာကြီးဖြစ်လာတဲ့အခါမှာငါတို့စီမှာအကုန်ရတယ်ဆိုတာကိုပြဖို့လိုလာပါတယ် Amazon logo ရဲ့အောက်ခြေမှာရှိတဲ့အဝိုင်းအောင်မြားကလေးကိုတည်ထားမိကြမှာပါဒီမြားကဘယ်လိုဘယ်စာလုံးရရင်ဘယ်စာလုံးကိုတွားနေတာလဲဟုတ်ပါတယ်အင်္ဂလိပ်အခရာ A ကနေ Z ထိတွားနေတာပါဆိုတာကတိုင်း A to Z ပစ္စည်းစုံရှိတယ်ဆိုတဲ့အဓိပ္ပာယ်ပါဒါနဲ့မကနေပါဘူးဒီမြားရဲ့ပုံစံကိုဒီစားကြည့်ရင်လူတယောက်ပြုံးနေတဲ့ပုံစံလေးနဲ့တူနေပါတယ်ဒါခင်ဗျာတို့စီကဝဲတဲ့ဖောက်တွေတိုင်းစိတ်ကျေနပ်မှုရရှိမယ်ဆိုတဲ့ဂတိကွက်ကိုထည့်သွင်းတာဖြစ်ပါတယ်ရဲခုဆိုရင်ဒီ logo တွေကိုမြင်လိုက်ရင်ကလို့ရိုးမြင်တော့ပဲအဲ့ဒီကမြားကောင်းနေအပြုံးတွေကိုဒီထားမိနေတော့မှသိကြပါတယ်ဒါအောင်မြင်တဲ့ brand identity ကိုရဆွမ်းပါပဲဒီနေ့ပြပြတဲ့လောကကျန်တစ်ခုတွေကဘယ်တစ်ခုအသိကိုပုံအအားသင့်စေလဲဆိုတော့ comment မှာရေးပြအောင်အတူဆွေးကြကောင်းတဲ့စီးပွားရေးနဲ့ branding အကြောင်းအရာတွေကိုစက်ကြည့်ခြင်းနဲ့ဆိုရင်တော့ဒီ channel ကို subscribe လုပ်ထားမိပါနဲ့နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်